ပေတန်စာအိမ်ကဒါလီကာအိမ်တော်စုတစ်ခုမှာအိမ်တော်ဦးစီးကကိုကြော်ကြီးတဲ့သူ့ဇနီးကမလာရင်စိန်ပါသူတို့မှာတမိပြို3ယောက်ရှိတယ်နေ့လည်နေခင်းဆိုအိမ်မှာမလာရင်စိန်တယောက်တည်းပြဲနေရတယ်ကိုကြော်ကြီးကအလုတ်ကြီးအကင်ကြီးသမားမှုတနေကုန်အလုတ်သွားတမိပြိုဒီကလည်းအထက်သားနဲ့တက္ကသိုလ်ကျောင်းသူတွေဆိုတော့ကျောင်းသွားကြတာကိုဒါနဲ့မလာရင်စိန်ကနေ့လည်ခင်းအပြင်းပြေအောင်ဆိုပြီးအိမ်မှာစကားပြောတတ်တဲ့ကြက်တူ၍ဒါမှမဟုတ်တာလိကာတကောင်ဝယ်မွေးထားရင်ကောင်းမှာပဲလို့အကြံရတယ်။ဒါနဲ့ငှက်အယောင်ဆိုင်ကိုတွားတာပေါ့။ငှက်ဆိုင်ရောက်တော့ငှက်မျိုးစုံအလှပြထားတာတွေ့တယ်။စကားပြောတတ်တဲ့ကြက်တူ၍တာလိကာတွေကတော့ဈေးအကြီးဆုံးပဲ။တောင်းကနန်းကြီးပဲ။3000 5000ဈေးရှိတယ်။ဒီထဲမှာတာလိကာတကောင်ကို9000လို့ထောင်ကနန်းနဲ့ဈေးပေါ်ချိတ်ထားတာတွေ့တော့မလာရင်စိန်အံ့ဩသွားတယ်။မလာရင်စိန်ကဆိုင်ရှင်ကိုမေးကြည့်တယ်။ဒီတာလိကာကဘာလို့ဈေးပေါ်တာလဲ။စကားမတတ်လို့လားရှင်။တက်ဓမ္မဗျာတက်လုံးလို့ခတ်တောင်နေသေးတယ်ဒါဖြင့်ဘာလို့ဈေးပေါ်တာတော့ရှင်သူကအရင်ကပြေတန်စာအိမ်မှာနေခဲ့တာလေစကားကတော့ကျွဲပါရဲ့ပြောလိုက်တဲ့စကားတွေကအယုဒအနတ္တတွေဆိုတော့ဈေးပေါ်ပေါ်နဲ့ရောင်းပြစ်လို့ပါဗျာမလာရင်စိန်ကတော့ဈေးတက်တာကိုသဘောကျသွားတယ်အိမ်ရောက်မှပြူပြင်းယူမယ်ဆိုတဲ့အတွေးနဲ့ဈေးပေါ်တဲ့တာလိကာမကိုဝယ်လာခဲ့တာပေါ့အိမ်ရောက်တာနဲ့တာလိကာမကလည်းအစွမ်းပြတော့တာပါပဲအမေငါနေရမယ့်ဘိတ်ကလည်းအသက်ငါတခင်မကြီးကလည်းအသက်ပဲဟဲ့တာလိကာမအပြောကိုမလာရင်စိန်သဘောကျသွားတယ်။ညနေဆောင်တော့သမီးပြို3ယောက်အကြောင်းကပြန်လာကြပါတယ်။တာလိကာမကပြောလိုက်ပြန်တယ်။အောင်မဲမွေးထားတဲ့ကောင်မလေးတွေကလည်းအသစ်ကလေးတွေဟဲ့အလုတ်ဖြစ်အောင်မသမီး3ယောက်ကလည်းတာလိကာမအပြောကိုသဘောကျကြပါတာပဲ။အိမ်တော်ဦးကြီးဖြစ်တဲ့ကိုကျော်ကြီးကတော့အလုတ်များတဲ့သူမို့မိုးကြီးချုပ်မှအိမ်ကိုပြန်ရောက်လာပါတယ်။တာလိကာမကကိုကျော်ကြီးကိုလည်းနှုတ်ဆက်တာပါပဲ။အလိုကိုကျော်ကြီးပါလား။တာလိကာမကနာမည်နဲ့တကွနှုတ်ဆက်လိုက်တော့ကိုကျော်ကြီးအံ့ဩသွားလာပေါ့မလာရင်စိန်နဲ့သမီး3ယောက်လည်းအံ့ဩသွားကြတယ်တာလိကာမကကိုကျော်ကြီးကိုထိနေပုံရတယ်နှုတ်ဆက်ပုံကနာမည်နဲ့တကွခေါ်ပြီးတရင်တနည်းနှုတ်ဆက်တာကိုရိတ်သက်ကြီးလေးရဲမောပျော်ရွှင်နိုင်ကြပါစေမြမပြည်ကြီးလေးအမြန်ငြိမ်းချမ်းပါစေ